こんにちは皆さんနေမှာလေဒီ unforced မှာစာရဲ့ reading လေးကိုထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဘာမှမဖတ်ခင်မင်းဆုံးမိကုန်းလေးတော့ဖတ်ကြည့်မယ်ပေါ့နော်မိကုန်းလေးကဒိုရှ်တယ်ဘာဖြစ်လို့တဲ့နီဆန်နန်2000ခုနှစ်ပေါ့နော်2000ခုနှစ်ကတဲ့ဥရုနန်ဒေရှ်တကဥရုနန်ဖြစ်တာလေတဲ့ဥရုနန်ဆိုတာကဘာလဲဆိုတော့ပုံမှာစာပေလေးမှာပြထားရပေါ့နော်အဲ့ဒါလေးတော့ဖတ်ကြည့်မယ်2000ခုနှစ်ကဆိုရင်ဘာလို့ဥရုနန်ဖြစ်တာလေတဲ့မိကုန်းကကြအဲ့တော့စာလေးကိုတော့ဖတ်ကြည့်မယ်ဆိုရင်စာပေက2月はဒီ2လပိုင်းရဆိုလို့ရှိရင်28日までですが2လပိုင်းရဆိုလို့ရှိရင်28ရက်နေ့ထိရှိတယ်ဖြစ်ပေမဲ့လို့တဲ့4年に1回4နှစ်ကိုတစ်ကြိမ်29日まであります29ရက်နေ့ထိပေါ့နော်4နှစ်ကိုတစ်ကြိမ်29ရက်နေ့ထိရှိပါတယ်တဲ့ဆိုတော့29日まである年をဥရုနန်တို့言いますတဲ့29ရက်နေ့ထိရှိတဲ့နှစ်တွေကိုဘာလို့ခေါ်လဲဆိုတော့ဥရုနန်လို့ခေါ်တယ်မြန်မာလိုပြောမယ်ဆိုရင်ဥရုနန်ကရထနေပေါ့နော်ရထနေလို့ခေါ်တယ်တဲ့ဆိုဥရုနန်の基本的な規則はဥရုနန်ဆိုရထနေရဲ့တဲ့အခြေခံအကြဆုံးပေါ့နော်基本的なဆိုတာကအခြေခံအကြဆုံး規則စီမင်းစည်းကမ်းကတော့တဲ့4年に1回です4年に1回ですが4နှစ်ကိုတစ်ကြိမ်ကြာရောက်တာဖြစ်ပါတယ်တဲ့ကြာရောက်တာဖြစ်ပေမဲ့လို့တဲ့100တဲ့ဝါတဲ့နန်တရားနဲ့စားလို့ပြတဲ့နှစ်တွေထားတော့ရပါဥမာပြောမယ်ဆိုရှင်เนาะစန်းနနာ100နန်နောက်ကစန်း800年などはウルナンではありませんဆိုတော့တရားနဲ့စားလို့4နှစ်ကိုတစ်ကြိမ်ကြာတယ်သူကရထနေပေါ့နော်4နှစ်ကိုတစ်ကြိမ်ကြာတာဆိုပေမဲ့လို့ဒီတရားနဲ့စားလို့ပြတ်တဲ့1900ခုနှစ်1800ခုနှစ်ပေါ့နော်အဲ့ဒါတွေကウルナンではありませんရထနေမဟုတ်နေပါဘူးတဲ့ဆိုတော့キソクはこれだけではありませんဒါကြောင့်မို့လို့စီးမြင့်တွေကအဲ့ဟာတွေမဟုတ်ဘူးတဲ့နောက်တစ်စီးမြင့်ကဘာဖြစ်မလဲစီးမြင့်က400で割れる年は100でも割れますがウルナになりますဆိုတော့400နဲ့စားလို့ပြတ်တဲ့နှစ်ကသာလင်းသူကဒီမှာウルナになりますဒီပါလေရထနဲ့ဖြစ်မယ်ပေါ့အဲ့ဒါအောင်မှဒီမှာသူကြားမှာပြထားလေးကကြတော့ဒီ400နဲ့လဲစားလို့ပြတ်တဲ့နှစ်ကိုတော့မှ100နဲ့လဲစားလို့ပြတ်တဲ့ပေါ့ရရဆိုတော့400နဲ့စားလို့ပြတ်တဲ့ရထနဲ့တည်းဆိုရင်သူကလေ100နဲ့စားလို့ပြတ်တယ်တဲ့ဆိုမှပြောထားပြောမှဆို100နဲ့စားလို့ပြတ်တိုင်းရထနဲ့မဟုတ်ဘူးပေါ့နော်400နဲ့စားလို့ပြတ်တဲ့နှစ်တွေကမှသာလင်းရထနဲ့ဖြစ်မှာပေါ့အဲ့ဒါကမှ400နဲ့စားလို့ပြတ်ပြီမဲ့တော့100နဲ့လဲစားလို့ပြတ်တယ်ပေါ့တကယ်အဲ့ရထနဲ့ဆိုလို့ရှင်ဘယ်လိုပြောချင်တာဒါကာရာဒါကြောင့်မို့လို့တဲ့ニサンナンはウルナンでしたが2800年はウルナンではありませんဆိုတော့ဒါကြောင့်မို့လို့တဲ့2000ခုနှစ်ရဆိုလို့ရှင်ရထနှစ်ဖြစ်ပေမဲ့လို့2100ခုနှစ်ကကြတော့ရထနှစ်မဟုတ်နေပြီဘာလို့ဆို2000ခုနှစ်ကကြ400နဲ့စားလိုက်ပြတ်တယ်100နဲ့စားလိုက်ပြတ်တယ်။ဘာလို့ဆိုအဓိကတော့400နဲ့စားလို့ရှိရင်ပြတ်ဖို့အဓိကပေါ့နော်။အဲ့တော့2100ခုနှစ်ကကြာဥရုနန်ဟုတ်မနေဘာလို့လဲဆိုတော့100နဲ့စားလို့တော့ပြတ်ပြီမဲ့လို့400နဲ့စားလို့မပြတ်ဘူး။အဲ့တော့ပြဿနာကဒီဥရုနန်ရထနှစ်ဖြစ်ဖို့အတွက်လိုအပ်တဲ့စီမင်းစည်းကမ်းတွေဆိုရှင်4နှစ်တစ်ချိန်ဖိရမယ်။4နှစ်ချိန်ဖိရုံနဲ့အပြင်ကိုမှဒီက400နဲ့ပါစားလို့ပြတ်ရမယ်။ဆိုတဲ့ခါကျတော့အဲ့ဒါကသူ့ရဲ့ဂီယွန်တက်ခိနာကိစခုစီမင်းဖြစ်မှာပေါ့။အဲ့တော့မိကုန်းလေးကကြာပါလဲဆိုတော့ဘာဖြစ်လို့2000ခုနှစ်ကဒီဥရုနန်ဒေရှ်တကရထနှစ်ဖြစ်ရလဲဆိုပြောထားတာပေါ့နော်အဲ့ကကြတော့အဖေကိုရွေးကြမယ်နံပါတ်1ကကြ28日まででしかなかったからです28ရက်နေ့အထိပဲရှိဦးတဲ့28ရက်နေ့ကလည်းမရှိဘူးပေါ့နော်ကျဆို28ရက်နေ့ပဲရှိလို့တဲ့ဆို2000ခုနှစ်က28ရက်နေ့ပဲရှိလို့မဟုတ်လေနော်28ရက်နေ့အထိပဲရှိတာကအဲ့ဒါပုံမှန်နှစ်တယ်ဆိုခါကြတော့နံပါတ်1ကမဟုတ်နေဘူးနံပါတ်2ကကြတော့2800年はウルナンではなかったからですなんではないからです2100ခုနှစ်ကရထနှစ်မဟုတ်လို့2100ခုနှစ်ကရထနှစ်မဟုတ်လို့2000ခုနှစ်ကဖြစ်ရထနှစ်ဖြစ်နေရတာမဟုတ်ရထနှစ်ဖြစ်ရတဲ့အကြောင်းရင်းကသူက4နှစ်တစ်ချိန်ဖြစ်တဲ့အပြင်ကို400နဲ့စားလို့ပြတ်လို့ဖြစ်တာလीเนาะဆိုတော့နံပါတ်2ကလည်းမဟုတ်နံပါတ်3ကကြတော့100で割れるなんだからです100နဲ့စားလို့ပြတ်တဲ့နှစ်ဖြစ်လို့ဆိုအပေါ်မှာပြောထားပေးထားတာက100နဲ့စားလို့ပြတ်တဲ့နှစ်တွေကရထနှစ်မဟုတ်လို့သူအပေါ်မှာပြောထားပြီးပြီနော်1900ခုနှစ်တွေ1800ခုနှစ်တွေဆိုရှင်100နဲ့စားလို့ပြတ်တယ်100နဲ့စားလို့ပြတ်တဲ့နှစ်ဖြစ်ပေမဲ့ဒီဥရုနန်ရထနှစ်မဟုတ်လို့သူတိကျပြောထားတဲ့ကြောင့်မို့100နဲ့စားလို့ပြတ်တဲ့နှစ်ကတော့မဟုတ်ဆိုတော့နံပါတ်3လည်းမဟုတ်အဲ့တော့နံပါတ်4ကကြတော့400တဲ့ဝါရေဒူနန်တာကာရာတေးတဲ့ဆိုဒါမှအဖြစ်မှာပေါ့400နဲ့စားလို့ပြတ်လို့တဲ့အဲ့တော့2000ခုနှစ်ကဘာလို့ဥရုနန်ဖြစ်ရတယ်လဲဆိုရင်400နဲ့စားလို့ပြတ်လို့နော်ဟိုက်အဆိုလို့ရှိရင်နောက်ထပ်တစ်ပုဒ်ကိုဆက်သွားမယ်ပေါ့နော်နောက်ထပ်တစ်ပုဒ်ကိုလည်းမေးခွန်းလေးရင်တော့ဖတ်မယ်အိမှာအခုအဆိုလို့ရှိရင်ね夜間中学にはどんな人がいていますか
အခုဆိုလို့ရှိရင်ねဒီညာချောင်းပေါ့နော်ညာချောင်းကိုယခုခေတ်မှာဆိုရင်ညာချောင်းကိုဘလို့လူတွေကသွားရောက်တက်နေလဲပေါ့သွားတက်နေလဲပေါ့ဆိုပြောထားရတော့စာပိုက်လေးကိုဖတ်ကြည့်မယ်日本にဂျပန်မှာဆိုလို့ရှိရင်ယာကန်ချူကကူကတေကီတာတိုကီဒီဂျပန်မှာဆိုလို့ရှိရင်ねဒီညာချောင်းတွေပေါ့နော်ပေါ်ပြုလုပ်ခဲ့တဲ့အချိန်အားဆိုလို့ရှိရင်တေကီတာတိုကီပေါ်လာခဲ့တဲ့အချိန်ကတဲ့ဝါကကုတဲ့ငယ်ရွယ်ပြီးမှဟာတာရာခိနာကရာဘန်ကျော်したい人がいていましたဒီငယ်ရွယ်ပြီးမှပေါ့အလုံးမလုံးအလုံးလုံးရင်းနဲ့စာလေးလာရတဲ့သူတွေကပေါ့နော်တွားရောက်ခဲ့ပါတယ်တဲ့昔はရှိခဲ့တော့ဆိုလို့ရှိရင်お金がなくてပတ်စံကမရှိတဲ့အတွက်ကြောင့်မို့ပေါ့နော်ငွေကြေးမလုံလောက်တဲ့ကြောင့်မို့လို့小さい時から働きなくてはいけない人がたくさんいたからですဆရာကကြတော့ဟိုအရင်ခေတ်ကတဲ့ပတ်စံမရှိတဲ့အတွက်ကြောင့်မို့ပေါ့နော်ငငယ်ရွယ်လေးနဲ့ဟိုငငယ်ကလေးကနေပြီးတော့မှအလုံးမလုံးရင်မရဘူးအလုံးမလုံးလို့မရတဲ့လူတွေပေါ့နော်အလုံးလုံးကိုလောက်ရမှာပေါ့အလုံးလုံးကိုလောက်ရမယ့်လူတွေကたくさんいたからですအများကြီးရှိခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့夜にညဘက်မှာဆိုရှင်学校で勉強するのでညဘက်မှာဆိုရှင်စာလေးလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယာကန်ချူကကူတိုအီမတ်ဆိုတော့ဒီကျောင်းကိုသွားပြီးမှညဘက်မှာသူကကျောင်းသွားပြီးမှလေ့လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီညကျောင်းဆိုရင်မှခေါ်တွင်ခဲ့တာဖြစ်ပါတယ်တဲ့今はယခုခေတ်မှာဆိုလို့ရှင်တော့ယာကန်ချူကကူにはいろいろな人がいますအခုခေတ်မှာဆိုရှင်တော့ဒီညာချောင်းမှာလူတွေကအမျိုးမျိုးရှိပါတယ်တဲ့ဟာတာရိုက်တဲ့အီရူတိုကစကုနကတဲ့ဒီအလုံးလုံးနေရင်နဲ့မှလာရောက်အလုံးလုံးနေနဲ့လာတက်တဲ့သူပေါ့နော်အလုံးလုံးနေရင်မှလာတက်တဲ့သူတွေကနေပါသွားပြီးတော့မှာတဲ့ OG ဆန် over ဆန် OG ဆန် over ဆန်ရနောက်တစ်ခါချူဂိုင်ကိုကူချင်းကဘန်ကျော်していますဆရာကကြပတ်စံအလုံးလုံးရင်းနဲ့မှလာတက်တဲ့သူကနေသွားပြီးတော့မှအသက်ကြီးရတဲ့ဒီ OG ဆန်နေ over ဆန်နေဖိုးဖွားကြီးပေါ့နော်ဖိုးဖွားကြီးတွေနောက်တစ်ခါနိုင်ငံခြားသားတွေပေါ့နိုင်ငံခြားသားတွေကဘန်ကျော်していますစာလာရောက်လေ့လာနေခဲ့ပေါ့သွားလေ့လာခဲ့ပါတယ်တဲ့ဆိုတော့သွားလေ့လာနေပါတယ်တဲ့ခုနိုယောနိုင်တော့ကဒီအဲ့လိုလူတွေကဆိုလို့ရှိရင်ဒီရှေ့ကပြောခဲ့တဲ့လူတွေပေါ့နော်လူတွေကဆိုလို့ရှိရင်ねဝါဂိုင်းတုခိနီငယ်ရတဲ့အချိန်တုန်းကဘန်ကျော်テキナカタからဘန်ကျော်テキナカタ人が多いですဆိုငယ်ရတဲ့အချိန်မှာတော့ငါစာမလေးလာခဲ့ရတဲ့သူတွေပေါ့နော်စာလေးလာဖို့ခွင့်မရှိခဲ့တဲ့သူတွေကများပါတယ်တဲ့ဆိုရင်မှတော့ပြောထားဆိုတော့ဒီစာပိုက်မေခွန်းလေးမေးထားကြအိမအခုခေတ်လို့တော့ပြောထားခုခေတ်ကဘလို့လူတွေကသွားပြီးမှတက်နေရလဲပေါ့ဆိုတော့အဲဆိုရင်ဒီအောက်ကစာပိုက်လေးမှာပေးထားတဲ့ဟာလေးအိမဆိုမှအိမဝါဆိုမှပေးထားဒီစာပိုက်လေးအဓိကထားပြီးမှပေါ့နော်အဖြေကဒီအပိုက်မှာပေးထားမှာဖြစ်တဲ့ကြောင့်မို့လို့ဒီဟာကိုပဲအဓိကထားပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နံပါတ်1ကဘာလဲဆိုတော့ヒルだけではなく夜も勉強したい人တဲ့နေခင်းနေမကောက်တော့ညဘက်ပါစာလေးလာခြင်းတဲ့သူတွေတဲ့ဆိုအခုညာချောင်းကိုတွားတက်နေတဲ့သူတွေကအခုခေတ်မှာညာချောင်းတက်နေတဲ့သူတွေကဘယ်လိုလူတွေလဲဆိုတော့နံပါတ်1အဖြေကနေခင်းနေမကောက်ညာခင်းမှာစာလုပ်ခြင်းတဲ့သူတွေတက်တာဆိုအဲ့ဒါမဟုတ်နေအခါနံပါတ်2ကဝါဂိုင်တိုကီနီဘန်ကျော်စတူချီကန်ကနာကတာရှိတော့တဲ့ငယ်ရတဲ့အချိန်တုန်းကတဲ့စာလေးလာချင်းပေးမယ်လို့ပေါ့နော်စာလေးလာဖို့အချိန်မရှိခဲ့တဲ့သူတွေငယ်တော့မှစာရေးလာဖို့အချိန်မရှိခဲ့သူတွေဆိုတော့ဒါနည်းနည်းဖြစ်နိုင်ချင်ရှိတယ်သူခုနပြောထားဝါဂိုင်းတိုကီနီဘန်ကျော်တေကီနာကတာဟီတိုကအိုဤတယ်ဆိုမှနောက်ဆုံးအကြောင်းလေးမှာပြောထားဆိုတော့အဲ့ဒါကဖြစ်နိုင်ချင်ရှိတယ်ဒါပေမဲ့သုံးတဲ့လူစိတ်ဖက်ချင်ပေါ့နော်နံပါတ်3ကဝါဂိုင်းတိုကီမိုအီမာမိုတက်ဆန်ဘန်ကျော်したい人တဲ့ငယ်တော့ကောအခုကောစာလေးလာခြင်းတဲ့သူတဲ့ဆိုတော့အဲ့လိုလဲစာရေးထားပေးထားလားဆိုတော့မပေးထားအောင်ငယ်တော့ကြီးတော့စာလေးလာခြင်းတဲ့သူမဟုတ်ဘူးနံပါတ်4ကကြတော့ဂါကိုနီအီကူအိုကနေကお金がない人ကျောင်းသွားဖို့ပတ်စံမရှိရတဲ့သူကျောင်းသားဥပဒေမရှိတဲ့သူကမှန်တယ်ဒါပေမဲ့ဒါကအခုလားအရင်ကလားအခုလားအရင်ကလားဆိုတော့အဲ့ဒါကအရင်ကမူကရှိစိန်မှာပြောထားတယ်နော်မူကရှိဆိုမှပြောထားပြတဲ့ကြောင့်မို့လို့မိကုံးကကြတော့အခုခေတ်ကိုပြောထားမေးထားပြတဲ့ကြောင့်မို့အဖြေကနံပါတ်4လဲမဟုတ်နံပါတ်3လဲမဟုတ်အဲ့တော့အဖြေအသင့်တော်ဆုံးဖြစ်တာကနံပါတ်2ဝါဂိုင်တိုကီနီဘန်ကျော်ဆူရီဂျီကန်ကနာကတာဟီတိုငယ်တော့ရွယ်မှာစာလေးလာဖို့မရှိအချိန်မရှိခဲ့တဲ့သူပေါ့ဆိုတော့はい今日はここまでです